ဂျိုရှုဝါဗန်ကိုတိုင်ယာကတာတာယာယာလေးအနိုင်ယူပြလိုက်မယ်လို့ခန့်မှန်းလိုက်တဲ့ပန်ဒိုဂျာနဲ့ဂျက်တင်ကေကြီးအရင်ဆုံးဖလိုင်းဝိတ်ချန်ပီယံဟောင်းပန်ဒိုဂျာကတော့ဂျော့ရှူဝါဗန်နဲ့တိုင်ယာတို့ပွဲဟာချန်ပီယံအဆင့်ရောက်ဖို့ထိုက်တန်မှုကိုတက်တည်ပြမယ်ပွဲလို့ပြောကြားခဲ့ပါတယ်။ပန်ဒိုဂျာအမြင်အရတိုင်ယာမှာအားသာချက်နည်းနည်းပိုရှိနေတယ်လို့ဆိုပါတယ်။အကြောင်းကတော့သူ့ရဲ့ဂမ်ဘလင်စကေးကအရန်ကောင်းလုံးနေတာပါ။ဒါတင်မကသေးပဲချန်ပီယံဟောင်းဘရန်ဒန်မိုရီနိုလိုဖိုက်တာမျိုးကိုတော့ TKO နဲ့အနိုင်ယူပြထားနိုင်တာကိုထောက်ပြခဲ့ပါသေးတယ်။ဒါကြောင့်ဒီပွဲကအကျိတ်အနေတော့ဖြစ်မှာပအသေးချပါပဲ။ဒါပေမဲ့ကျွန်တော်ကတော့တိုင်ယာဘက်မှာပဲအလေးပေးထားတယ်လို့ပြောသွားခဲ့ပါတယ်။နောက်ထပ်ဖိုက်တာတစ်ယောက်ဖြစ်တဲ့ဂျက်ဆယ်တင်ကေဂျီကလည်းမိုရီနိုလိုဖိုက်တာမျိုးကိုတော့အသာစီးကစားပြီးနိုင်ပြခဲ့တာကြောင့်ဒီချတိတ်လေးကိုသဘောကျတယ်လို့ချီးကျူးခဲ့ပါတယ်။ဒီပွဲမှာတိုင်ယာချန်ပီယံတစ်ဖြစ်လာမယ်ဆိုတာတန်တရားဖြစ်เสียမလို့ဘူးလို့တောင်ယုံကြည်ချက်အပြည့်နဲ့ပြောထားပါတယ်။အခုဆိုရင် MMA လောကထဲမှာတိုင်ယာကိုအနာဂတ်ချန်ပီယံအဖြစ်မြင်နေတဲ့သူတွေတဖြည်းဖြည်းပိုများလာနေပြီးဂျော့ရှူဝါဗန်ကတက်တည်ပြနိုင်မလားဒါမှမဟုတ်တိုင်ယာကပဲချန်ပီယံခါဘက်ကိုကိုင်းမြောက်သွားမလားအဖြေကတော့ရင်ခုန်စရာကောင်းနေပြီ။ပရိသတ်တို့ရောဗန်ကိုအထင်သေးနေကြတဲ့ခံမှန်းမှုတွေအပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေဆွေးနွေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။